အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ application ပေါ့နော် Viber ကျွန်တော်တမန်ကျန်းစာ Viber application တစ်ခုနဲ့မိတ်ဆက်ပေးလို့ပါတယ်ဆိုတော့အရင်ဆုံးဘယ်လိုသုံးတယ်လဲဆိုတဲ့ဥစ္စာကိုပြောပြတော့မှာဖြစ်ပါတယ်ရှေ့ဥစွာကျွန်တော်တို့ App Store ကနေ download ယူရမှာဖြစ်ပါတယ်ဒီ download ထဲမှာမြန်မာ Viber ဆိုတဲ့စာကိုရိုက်လိုက်ပါဒီမြန်မာ Viber လို့စာရလိုက်တာနဲ့အဲ့မှာအမင်းရောင်နဲ့ပေါ့နော်အမင်းရောင်နဲ့မြန်မာ Viber ဆိုတဲ့ဥစ္စာကိုကျွန်တော်download install လုပ်ရမှာဖြစ်ပါတယ်ဆိုတော့ကိုယ်ဖုန်းထဲမှာအဲ့ဒါကို install လုပ်လိုက်ပါဆိုတော့ဒါ install လုပ်တဲ့ချိန်မှာပထမဆုံးချိန်ဖြစ်တဲ့အတွက်ဒါ first time ဆိုပြီးတော့ပေါ်လာမယ်ဆိုတော့ဒီလိုမြန်မာ Viber တစ်ခုကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ဒီ Viber လေးရဲ့ထူးဆန်းဒါကတော့ဒီ app တစ်ခုမှာကျွန်တော်တို့ဘာသာစကား4-5မျိုးပေါ့နော်ထည့်သွင်းထားတာဖြစ်ပါတယ်ဆိုတော့တပြိုင်တည်းနဲ့ဘာသာစကားနှစ်ခုကိုကြည့်လို့ရတဲ့ application တစ်ခုဖြစ်ပါတယ်ပေါ့နော်ဆိုတော့မှာကြည့်လိုက်ရှင်မှာ Burmese နော်ပြီးမှာ Hakka ချင်းပြီး Lisu ပြီး English version ဖြစ်တဲ့ NIV ပြီး Zone ချင်းပေါ့နော်ဆိုအခုလောလောဆယ်ကဘာသာစကား6မျိုးရှိပါတယ်ပေါ့ဆိုတော့ဒီနေရာမှာကိုကြိုက်တဲ့ဘာသာစကားကိုdownload လုပ်လို့ရပါတယ်အားလုံး free ဖြစ်ပါတယ်ဆိုတော့အဲ့လိုလုပ်ပြီးသွားတဲ့အချိန်မှာကျွန်တော်ဒီ compare Viber version ဆိုတဲ့နေရာလေးကိုကျွန်တော်အဲ့ဒီ button လေးကိုတစ်ချက်နှိပ်ပေးပါဆိုတော့အဲ့မှာ primary နဲ့ secondary ဆိုပြီးတော့နှစ်မျိုးတွေ့လာမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ primary မှာဘာသာစကားကိုထားမလဲပေါ့နော်ဇုံမျိုးကိုထားမလား Burmese ကိုထားမလားပေါ့နော်ပြီး secondary မှာလည်းကျွန်တော်တို့ကြိုက်တဲ့ဘာသာစကားကိုဒါကျွန်တော်တို့ select ချေလို့ရပါတယ်ပြီးရင်မှာပြန် download ဆိုပြီးတော့လုပ်ရမှာဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်အခုတွေ့တဲ့အတိုင်းပဲကျွန်တော်အပေါ်မှာဆိုရင်မြန်မာ Burmese ပေါ့နော်ပြီးရင်အောက်မှာဆိုရင်English Viber ပေါ့နော်ဒီနှစ်ခုကတပြိုင်တည်းနဲ့ကျွန်တော်တို့ကြည့်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီ Viber verse ကိုလည်းပဲဒီချမ်ပိုက်ဒီကိုလည်းပဲကျွန်တော် color လေးတွေပြောင်းလို့ရတယ်ဆိုတော့ကိုကြိုက်တဲ့ color ကိုပြောင်းပြီးတော့သုံးနိုင်ပါတယ်ပြီးရင်ဒါကတော့ font ပေါ့နော်ဒီ TT ဆိုတဲ့နေရာမှာနှိပ်လိုက်ပါအဲ့မှာနှိပ်လို့ရှိရင်ကျွန်တော်ဒီ font size ကကျွန်တော်ဘယ်လိုမျိုး font size ယူမလဲကိုကြိုက်တဲ့အဆင်ပြေတယ်လို့ကျွန်တော် site ကိုဟိုပြောင်းဒီပြောင်းပေါ့နော်ဒါပြောင်းယူလို့ရတယ်ဆိုတဲ့အကြောင်းဒါပြထားတာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဓာတ်မှုပေါ့နော်ကျွန်တော်မှုကိုလည်းအနည်းအောင်ပြောင်းမလားဒါအဖြစ်အောင်ထားမလားပေါ့နော်ကြိုက်တဲ့ကိုအဆင်ပြေတယ်လို့ကိုကြိုက်တဲ့ဥစ္စာထည့်သွင်းလို့ရပါတယ်ဆိုတဲ့ဥစ္စာပေါ့ဆိုတော့ဒါကတော့တကယ်သုံးလို့ကောင်းပါတယ်ကျွန်တော်ကလေးတွေကိုလည်းပဲကျွန်တော်ဒီကိုမိခင်ဘာသာစကားနဲ့ English ဘာသာစကားကိုတပြိုင်တည်းနဲ့ဒီ app တစ်ခုမှာသုံးလို့ရတယ်ပေါ့နော်ဆိုတော့ဒါခုဒီ secondary ကိုကျွန်တော်ကြိုက်တဲ့ဘာသာစကားနဲ့ထားလို့ရတယ်ဆိုတော့ဒီ app ထဲမှာနှစ်မျိုးပေါ့နော်အဲ့လိုတွေ့လာမှာဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့ဆိုတော့ဒီ primary ကိုကျွန်တော်တို့က English ထားမလားပြီးရင်ဇုံမင်းထားမလားချင်းHakkaချင်းထားမလားကြိုက်တဲ့ဘာသာစကားပေါ့နော်မြန်မာဘာသာစကားထားမလားထားလို့ရတယ်ပြီးရင် secondary မှာလည်းကိုကြိုက်တဲ့ဘာသာစကားကိုထားပြီးတော့ဒါသုံးလို့ရပါတယ်ပြီးလို့ရှိရင်ဒီ app ကဆိုရင်တကယ်ကောင်းတာကကျွန်တော် Viber study လုပ်တဲ့အချိန်မှာလည်းတော့ကောင်းပါတယ်ဆိုတော့ကျွန်တော်ဒီ search bar မှာကျွန်တော် mark ဆိုပြီးတော့ရိုက်လိုက်တဲ့အချိန်မှာဒီ mark နဲ့ mark ပါတဲ့စာလုံးတိုင်းကဒီကျွန်တော်ရှာတဲ့အချိန်အားလုံးချမ်ပိုက်တွေအားလုံးထွက်လာမှာဖြစ်ပါတယ်
ဆိုတော့ Bible study လုပ်တဲ့လူအတွက်လည်းဒါအလုံးပဲအကျိုးဝင်တယ်ဆိုတဲ့ဥစ္စာကိုတွေ့ရပါတယ်အဲ့ဒါကတော့ကျွန်တော်အခန်းလိုက်ပေါ့နော်အခန်းလိုက် chapter အခန်းလိုက်ရှိပါတယ်ကျွန်တော် English ကိုယူထိုင် English chapter အခန်းလိုက်လို့လာမှာဖြစ်ပါတယ်ကျွန်တော်ဒီ primary ကိုပြောင်းလိုက်တာနဲ့ secondary ကလည်း automatic ပြောင်းသွားတယ်အဲ့ဒါကြတော့ဒါအခန်းchapter ပေါ့နော်အဲ့မှာအားလုံးတွေ့လာမှာဖြစ်တယ်ပြီးရင်အခန်းကြီးအဲ့လိုရှိတယ်ဆိုတဲ့ဟာပေါ့နော်ဒါပြထားတာဖြစ်တယ်ဆိုတော့ဒီ template ကိုလည်းပဲကျွန်တော်တို့ note အနေနဲ့ကျွန်တော်တို့ရေးလို့ရပါတယ်ကျွန်တော်တို့ note အနေနဲ့ကျွန်တော်ရေးမယ်ဆိုရင်အမှတစ်ချက်ထောက်လိုက်တာနဲ့ note ဆိုပြီးတော့ပေါ်လာတယ်ပြီးရင်အမှ end note ကိုတစ်ချက်နှိပ်လိုက်တယ်အဲ့ဒီ end note မှာကျွန်တော် title ကဘယ်လိုမျိုး title ရေးမလဲကိုကြိုက်တဲ့ title ကိုကောင်းစင်ကိုကျွန်တော်မြန်မာလိုကော English လိုကောကျွန်တော်တိုင်းသားပါတာပေါ့နော်ကြိုက်တဲ့ပါတာအဲ့လိုရေးလို့ရပါတယ်ပြီးရင်ဒီ note ဟာလည်းပဲတော့ personal လားပြီးရင် priority လားဆိုတဲ့ option နဲ့အများကြီးရှိသေးတယ်ပြီးရင် color လေးတွေပါကိုကြိုက်တဲ့ color ကိုဒါပြောင်းလို့ရတယ်ပေါ့နော်ပြီးရင်အမှအဲ့ဒီ note နဲ့ပတ်သက်တဲ့ verse ဒီနော် content ဒီပေါ့နော်ကျွန်တော်တို့အမှကြိုက်တယ်လို့ကျွန်တော်ရေးလို့ရတယ်ပေါ့နော်ပြီးရင် save လုပ်ထားလို့ရှိရင်ကျွန်တော်နောက်တစ်ခေါက်ပြန်ဖွင့်တဲ့အချိန်မှာကိုယ့်ရဲ့ note ကိုတွားပြီးတော့အဲ့ဒီပြန်ပြီးတော့ကျွန်တော် study လုပ်လို့ရတာပေါ့နော်ဆိုတော့ဒါကတော့တကယ်ပဲကျွန်တော် Bible study လုပ်တဲ့နေရာမှာကောတကယ်အသုံးဝင်တဲ့ဟာဖြစ်တယ်ဆိုတော့ဥစ္စာပေါ့နော်အဲ့မှာ template တွေကတခါလေအဲ့မှာထည့်လို့ရတယ်ဆိုတဲ့အကြောင်းပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ template တွေကိုကျွန်တော်တို့ကပြန်ပြီးတော့ကျွန်တော် share လုပ်ချင်တယ်ဆိုရင်အဲ့မှာပုံမှာပါတဲ့အတိုင်းပဲသူလုပ်တဲ့အတိုင်းပဲเนาะအဲ့မှာရွေးလို့ရတယ်ပြီးရင်နောက်ခံ background တွေကိုကျွန်တော်တို့ကြိုက်တဲ့ background ကြိုက်တဲ့ပုံပေါ့เนาะကိုကျွန်တော်တို့ရွေးယူလို့ရပါတယ်ပေါ့เนาะပြီးရင်ဒီနောက်ခံကိုသူ့ရဲ့အလင်းအမောင်ပေါ့เนาะအလင်းအမောင်တွေကိုလည်းကိုချိန်လို့ရတယ်အဲ့မှာစာရေးထားတဲ့ text ကိုလည်းပဲကျွန်တော်ကြိုက်တဲ့အရွယ်စားပေါ့เนาะကိုလိုရင်လိုသူ့ရဲ့ site ကိုအရှော့အတိုးပေါ့เนาะလာလို့ရတယ်ဆိုတော့စာသားပြထားတာဖြစ်ပါတယ်ပြီးရင်ပါဘောမီဒီယံ regular ပေါ့เนาะဒါအရောင်နေလေးပြောင်းလို့ရတယ်ကြိုက်တယ်လို့ရှုလို့ရပါအဲ့မှာเนาะအဲ့မှာတွားပြီးတော့ဒီလိုကိုရှုလို့ရတယ်ပြီးရင်သူ့ရဲ့ background ပေါ့เนาะ background ကအလင်းအမောင်ကိုကြိုက်တယ်လို့ဒါချိန်လို့ရတယ်ဆိုတဲ့ဥစ္စာပြထားတာဖြစ်ပါတယ်ဒါကြောင့်ဒီ app ကအလုံးပဲကောင်းပါတယ်ကျွန်တော်ဒါလေးတွေကျွန်တော်တို့ share လုပ်ပြီးတော့ကိုယ့်ရဲ့ profile မှာဖြစ်ဖြစ် Facebook မှာပဲဖြစ်ဖြစ်เนาะ Instagram တို့ social media မှာဒါအလွယ်တကူနဲ့share လုပ်လို့ရတယ်ပြီးလို့ရှိရင်ဒါနောက်တစ်ခုတော့ခုဒီစာသားတွေကိုကြိုက်တဲ့ color ဒါပြောင်းလို့ရတယ်ဆိုတဲ့အကြောင်းပေါ့ပြီးရင်ကျွန်တော်ဒီ verse ပေါ့နော် verse ကိုလည်းပဲtemplate တွေကိုကျွန်တော်တို့ရွေးပြီးတော့ဒီ background ကိုကျွန်တော်တို့ color လေးတွေကျွန်တော်ထည့်ချင်နေဆိုနေမှာရွေးပြီးတော့ color လေးတွေကြိုက်တဲ့ color ကိုကျွန်တော်ပြောင်းလို့ရတယ်ဆိုတဲ့အကြောင်းပေါ့အဲ့မှာခုနံပါတ်1ကအနီရောပေါ့နော်ပြီးရင်မှကြိုက်တဲ့ blue color ပြန်ယူမယ်ဆိုရင်ဟိုမှာကျွန်တော် blue color ပြန်ဖြစ်သွားပြီပေါ့နော်ကြိုက်တဲ့ color သုံးလို့ရတယ်ပြီးရင်ဘာသာစကားက2မျိုးပေါ့နော်တပြိုင်တည်းနဲ့2မျိုးသုံးလို့ရတဲ့ဥစ္စာပေါ့
ဆိုတော့အဲ့မှာကျွန်တော် note ပေါ့နော် note ကိုကျွန်တော်တို့ကောင်းကောင်း note ရေးလို့ရတယ်ဆိုတော့ဥစ္စာပေါ့ဆိုတော့ဒီ application ပေါ့နော်ဒီ application ကတော်တော်လေးကိုဒါသုံးလို့လွယ်တဲ့ application တစ်ခုပေါ့နော်ဒါကို private study လုပ်တဲ့အချိန်မှာကောပြီးလို့ရှိရင်ကျွန်တော်ဘာသာစကားပေါ့နော်ဘာသာစကားတွေလည်းပဲဒါတပြန်တဲ့နှမျိုးစလုံးကိုကျွန်တော်ကြည့်လို့ရတယ်ပြီးရင်note တွေကိုအားလုံးကောင်းကောင်းမွန်မွန်နဲ့ကိုကြိုက်တဲ့ပုံစံနဲ့ဒီမှာ save လုပ်ထားပြီးတော့ကျွန်တော်တင်ထားလို့ရတာပေါ့ပြီးရင်တော့ကျွန်တော်ပြန်ကြည့်တဲ့အချိန်မှာကိုယ့်ရဲ့ note ကိုတွားပြီးတော့ကြည့်လိုက်တဲ့အချိန်မှာရေးထားတဲ့ဥစ္စာတွေအားလုံးအမှပေါ်လာမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီ application ဟာဆိုရင်အခုလောလောဆယ်ကြတော့ကျွန်တော်တို့ဒီ Android device မှာကကျွန်တော်တို့ free ပေါ့နော် free download ယူလို့ရပါတယ်ပေါ့နော်ဆိုတော့အကြခင်မှာကျွန်တော်တို့ iOS iPhone အတွက်လည်းပဲဒါထွက်လာတော့မှာဖြစ်ပါတယ်ပြီးရင်ဘာသာစကားတွေလည်းပဲမှာကျွန်တော်အများကြီးထည့်သွင်းမှာဖြစ်ပါတယ်လောလောဆယ်ကဘာသာစကား9မျိုးထည့်သွင်းထားတာဖြစ်ပါတယ်ဆိုတော့ဒါလေးကိုကြိုက်တယ်ဆိုရင်ဒါတုံးကြည့်လို့ရပါတယ်ဆိုတဲ့အကြောင်းကိုဒါဗီဒီယိုနဲ့သင်ပြလိုက်ခြင်းဖြစ်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်bye bye